ကိုရိုင်းကမပြေဆုံးပေမဲ့ငလင်ဘေးမှာလူအများကိုကူညီခဲ့လို့လန်လီရွှေဆိုင်ကစိတ်နှကပ်ဂုံပြူချင်းမြင့်ခြင်းခံရတဲ့ဖတ်တီမကိုရိုင်းကလမ်းဘေးစည်းတဲ့ဖြစ်ပေမဲ့ဖြူစင်တဲ့ပရာဟိတစိတ်ဓာတ်နဲ့လူတန်းခဲ့လို့အားလုံးချီကျူးဂုံပြူချင်းကိုခံရတာကတော့မန္တလေးမြို့ဥပိန်တရားဘော်ကဖတ်တီမအချင်းပေါင်းပဲဖြစ်ပါတယ်အခုဆိုရင်တော့ဖတ်တီမအချင်းပေါင်းကိုနာမည်ကြီးလန်လီရွှေဆိုင်ကတန်ဖိုးကြီးစိတ်နှကပ်နဲ့ဂုံပြူချင်းမြင့်ပေးခဲ့တာပါမန္တလေးမြို့ဥပိန်တရားမှာအချင်းပေါင်းရောင်းချနေရင်နဲ့တံမြာသီးတုပ်ကြောင့်လူသည်များလာခဲ့တဲ့မက်ဖတ်တီမကတော့မိဖွားစေးအဖြစ်အသုံးပြုမဲ့ပတ်စံကိုငလင်ပေးအတွက်မတီးပြီးတော့ကိုရိုင်းကိုကြသွားရောက်လူတန်းခဲ့ပါတယ်ဖတ်တီမဟာဒီမတိုင်ခင်ကလေးကသူမရဲ့တံမြာသီးတုပ်ကိုရောင်းချရင်းနဲ့နာမည်ကြီးလာတာဖြစ်တာကြောင့်9ရက်သားသမီးဖြစ်တဲ့သူ့ရဲ့ထမင်းရှင်တွေဒုက္ခရောက်နေတဲ့အချိန်မှာသူမကကလေးမိဖွားဖို့စုထားတဲ့ပတ်စံလေးတွေကိုစုဆောင်းထားတဲ့ချွေးနှဲစာပတ်စံလေးတွေကိုနှမျောခြင်းမရှိဘဲနဲ့ငလင်ပေးတင်ပြည်သူတွေအတွက်သွားရောက်လူတန်းခဲ့ပါတယ်။ဒါကြောင့်အားလုံးကအချင်းပေါင်းတဲ့ဖတ်တီမရဲ့မုံမြတ်တဲ့စိတ်ဓာတ်ကိုကြီးကျူးကြတာပါ။ဒါကြောင့်မဖတ်တီမရဲ့ပရာဟိတစိတ်ဓာတ်ကိုလေးစားဂုဏ်ပြုရအနေနဲ့လိုင်းလီစိန်တိုင်းပိုက်ကန်ရှင်ဖြစ်ကြတဲ့ကိုစီသူမြင့်ဦးနဲ့မမေဦးကပြကနေတန်ဖိုးကြီးစိန်နှကနဲ့မကြခင်မွေးဖွားဖို့အတွက်ကလေးသုံးဆောင်ပစ္စည်းတွေကိုအိမ်တိုင်းရောက်အကုန်ပြုချင်းမြင့်ခဲ့တာဖြစ်ပါတယ်။ကျေးဇူးနေကြတဲ့ပရိသတ်တွေကရောစိန်နှကချင်းမြင့်ခြင်းခံလိုက်ရတဲ့ဖတ်တီမပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုပြောသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာတွေကိုတင်ဆက်ပေးမှဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။